ကောင်းလာတယ်ဒီမှာလည်းလာတာပဲဒါဘာဖြစ်လို့အကုန်လုံးလှလဲဆိုတော့သူ့မှာအာသာချက်ရှိတယ်ပေါ့နော်သူ့ရဲ့အာသာချက်ကဘာလဲဆိုတော့ဒီမှာလမ်းကနေကျွန်တော်ဒီဝတ်မကူတဲ့ချိန်မှာပေါ့နော်လမ်းကနေပြီးတော့လာတာနဲ့ဒီပင်အရင်ရောက်တာပေါ့နော်ဒီပင်အရင်ရောက်တဲ့ခါကျတော့ကျွန်တော်ဒီနေလေးမှာကျတော့ကျွန်တော်ဒီဝတ်မကူတဲ့ခါမှာဆိုလို့ရှိရင်ပေါ့နော်တေချာလေးကူးလို့ရတာပေါ့နော်စနစ်တကျကူးလို့ရတယ်အကုတ်ထိတာနော်ပပက်လက်ထိရလေးမျက်နှာလို့ထိရဆိုတော့တီးတွေကထွက်လာတဲ့တီးတွေကအကုတ်လုံးလှတာပေါ့နော်ဒါဝတ်မကူတဲ့ခါမှာဆိုလို့ရှိရင်ဝတ်မကူတဲ့ခါမှာဝတ်မအပြည့်စားရတာပေါ့နော်ဒါကြောင့်မလို့ဒီဟာလေးဆိုလို့ရှိရင်ကျွန်တော်လမ်းတစ်ဖက်နဲ့တေချာလေးကြိုက်ပြီးတော့ဟိုဖက်ဒီဖက်ပြီးတော့ဒီဖက်အကုတ်လုံးလေးမျက်နှာလို့ကျွန်တော်ဝတ်မကူတာပေါ့နော်ဒါကြောင့်မလို့သူကထွက်လာတဲ့မြက်တီးတွေအကုတ်လှတယ်အပင်မြင့်လေးနဲ့မတူဘူးပေါ့နော်အပင်မြင့်လေးမှာကြတော့တေချာမကူရတဲ့ပင်လေးဆိုလို့ရှိရင်တိတ်မလှတဲ့တီးတွေရှိတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ထွက်လာတဲ့တီးတွေအကုတ်လှတဲ့ဒီတီးဆိုလို့ရှိရင်ဒါတကယ်မဆိုရှင်ဒါလည်းလှတဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီလိုမျိုးလှတဲ့တီးတွေများတဲ့ခါကျတော့ဒီလိုခါလေးခြွေလို့ရတာပေါ့ဒါတော့တော်တော်များကျွန်တော်ခြွေထားတာရှိတယ်အခုချိန်မှာတော့ဒါထားလို့ရသေးတယ်ဒါတတုတ်ခြွေသွားပြီးပြီပေါ့နော်မလှတဲ့တီးတွေငယ်တဲ့တီးဟိုမှာဘလို့ခြွေထားတယ်ဒီအဲ့ဒီတပြုတ်တယ်လည်းမဟုတ်ဟိုမှာလည်းဒီတိုင်းပဲလှတယ်အဲ့ကောင်လည်းလှတယ်ပေါ့နော်ပြီးတော့ဒီမှာလည်းကြည့်အောင်အကုန်လှတယ်ပြီးဟိုပေါ်မှာလည်းရှိသေးတယ်ဒါပင်ငယ်လေးပဲဒါတေချာလေးဝတ်မကူတဲ့ကောင်မှာတေချာလေးကူလာတဲ့ပင်လေးဆိုရင်အဲ့လိုပဲလှတယ်ဒါဝတ်မကူတဲ့အာတာချဲပေါ့နော်ဒါလေးလာပြီးတော့ဝတ်မကူရင်တီးတွေဘယ်လိုဖြစ်တတ်လဲလှလားဆိုတာလေးလာပြပြပေးတာဒီမှာဆိုလို့ရှိရင်ဒီကိုင်းမဆိုလို့ရှိရင်တော့ကြည့်ပါဦးအလုံးစုံဒီကောင်ယူလို့ရရင်၄လုံးပေါ့နော်ဒီကိုင်းဆိုရင်ဒါပင်ငယ်လေးပဲဒါ9နှစ်သားပေါ့နော်အဲ့လိုရှိသေးတယ်ဒီကိုင်းဆိုရင်လောတော့ယူလို့ရ၄လုံး5လုံးပေါ့နော်ဒီကိုင်းဆိုရင်ဒီကိုင်းနဲ့ဒီတိုင်ပဲဒါဒီမှာကျွန်တော်ရွေးချယ်လို့ရအများကြီးရှိသေးတယ်ဒီမှာဆိုလို့ရှိရင်ဒီပင်အောင်လုံးနဲ့ဆက်ဒီယူလို့ရတယ်အဲဒီကောင်မလောက်မရှိဘူးဆိုရင်တော့ဒီဟာလည်းထားရတာပေါ့နော်မရှိတဲ့ခါကျတော့ဒါတော့ဒီကောင်ဆိုလို့ရှိရင်ဒါ2မြောင်းရှိအောင်2မြောင်းရှိရင်မရှိဘူးဆိုရင်တော့ထားလို့ရတယ်ဒါပေမဲ့များတယ်ဆိုရင်တော့မထားဘူးဒီမှာဒီဟာမလောက်ကောက်ကွေပြီးတော့ဒီကောင်မလောက်ကောင်းလေးလိုက်ဒါတော့ချွေရမသိပဲဒါပေမဲ့ခဏထားအောင်မယ်ဒါတခါတည်းပြီးတဲ့ချွေလို့မရဘူးเนาะတီးရတော်တော်ငယ်နေတဲ့ချိန်မှာဆိုလို့ရှိရင်